လုံးအပေါ်၌တရားသခင်ရဲ့ကောင်းကြီးမင်္ဂလာထပ်မံပြီးတော့ကျေရောက်ပါစေကျွန်တော်တို့ချင်းပြည်နယ်ချင်းလူမျိုးရဲ့သမိုင်းကိုနည်းငယ်ပြန်ပေါ်လိုပါတယ်1899နှစ်အထိချင်းလူမျိုးများဟာသူရဲ့လက်အောက်မှာရှိခဲ့ဖို့ပါဘူးခုလူမျိုးรักษาชิ้นล่างมั้งกันต่ำชิ้นล่างมั้งตัวนี้คนเนี้ยนี่จะเป็นแทนล้านมาจีค่ะถ้าคำยังคำดิจ้าเฮ้กาเลยหินสิจงเลยเช่าเลยรักไก่มีขนมจนเฮ้การกลำเลยอะลำมาโซรักจุ่มมีเห็นไหมกาเห็นHBC มีกันตัวละคือต้องหามีเสียစသည်အဖြစ်ဆွေမျိုးမိတ်ဆွေဖက်ရတဲ့ကြည်ကြည်ချင်းနှဟုတ်ကိုလူလာတဲ့လူမျိုးများရှိကြပါတယ်အားလုံးသိတဲ့အတိုင်းပဲ1889ခုနှစ်ကစပြီးတော့နေချက်အင်္ဂလိပ်တို့ကချင်းပြည်နယ်ကိုမြန်မာနိုင်ငံနဲ့အတူအားလုံးသိမ့်ပိုက်ခဲ့ပါတယ်1940နဲ့ခုနှစ်ရောက်တဲ့အခါမှာပဲကျွန်တော်တို့ဦးချုပ်အောင်ဆန်းဦးဆောင်သောဒီနေ့တိုင်းတောင်ပေါ်ဒေသမေပြပုဂ္ဂိုလ်များအားလုံးမြန်မာနိုင်ငံလုံးမှာအေးအတူတူများชูจีนทานกันพอใช่တောင်းဆိုတဲ့အခါမှာကျွန်တော်တို့ချင်းကိုယ်စားလှယ်များလည်းသဘောတူပြီးတော့လက်မှတ်ခဲ့ပါတယ်အဲ့ဒီအချိန်ကစပြီးကျွန်တော်တို့ချင်းလူမျိုးများဟာမြန်မာနိုင်ငံ